ကဲပရိသတ်တို့ရေဒီနေ့မှာတော့ပေါင်400ရှိတဲ့ဝါဝါတုတ်တုတ်အမျိုးသမီးကြီးတစ်ယောက်ဈေးတစ်လုံးတောက်လိုက်ရုံနဲ့နတ်သမီးလေးလိုအသွင်ပြောင်းသွားတဲ့ထူးဆန်းတဲ့ဇလန်းလေးကိုပြောပြပေးသွားမှာပါဒါတင်မကသေးပါဘူးသူ့ကိုအမြင်နှင်ခဲ့တဲ့လင်ဟောင်းနဲ့ရောက်ခမကိုဘယ်လိုမျိုးပညာပြန်ပြီးမလဲဆိုတာကြည့်လိုက်ရအောင်ပါတကယ်တော့ဒီအမျိုးသမီးဟာတသီးကြီးတဦးရဲ့သမီးအရင်ဖြစ်ပေမဲ့သူ့ခင်ဘိုးမျက်နှာငယ်မှာဆိုလို့ဘာမှမရှိတဲ့စင်းရဲသားတစ်ယောက်ကိုအဖိုးတန်ဘွားကြီးစွန့်ပြီးလက်ထပ်ခဲ့တာပါခင်ပွန်းဖြစ်သူအောင်မြင်ဖို့နောက်ွယ်ကနေတိတ်တဆိတ်ပံ့ပိုးပေးခဲ့တယ်လို့ခလီးမွေးပြီးတဲ့နောက်မှာတော့လှပတဲ့ပြိုဖြိုးမှုတွေပျောက်ဆုံးပြီးပေါင်400ရှိတဲ့ဝါတုတ်ကြီးဖြစ်သွားခဲ့ရချပါတယ်ဒါပေမဲ့ခင်ပွန်းရဲ့ကုမ္ပဏီအောင်မြင်ခါနီးမှာတော့ရောက်ခမဖြစ်သူကသူ့ကိုအထင်သေးပြီးကွာရှင်းဖို့ဖိအားပေးပါတော့တယ်ကောင်မလေးဝစ်လို့မရမှန်တိတိကြီးနဲ့ဝစ်စုံအသေးလေးကိုမှတမင်ပြီးဝစ်ထားတာပါအဲ့ဒီအချိန်မှာပဲခင်ပွန်းဖြစ်သူကသူ့ရဲ့ရီးစားဟောင်းကိုခေါ်လာပြီးကောင်မလေးနဲ့ဝစ်စုံတူဝတ်ခိုင်းထားပါတယ်ပွဲလာပြီးတတ်တီကလေးရီးစားဟောင်းရဲ့အလှကိုပဲဝိုင်းချီမွန်းကြတာပေါ့ဒါတင်မကသေးဘူးရီးစားဟောင်းကရောက်ခမကိုပြီးတဲ့ရတနာဆွေးကျူးကကောင်မလေးပြင်ဆင်ထားတဲ့ဆွေးကျူးနဲ့တပုံစံလေးဖြစ်နေပါတယ်လူတွေကကောင်မလေးကိုအတုဝတ်တယ်ဆိုပြီးဝိုင်းလောင်ကြတယ်လို့ခင်ပွန်းဖြစ်သူကလေသူ့ဇနီးကိုအရှက်မရှိအတုပေးရသလားဆိုပြီးဝိုင်းဆေးပါတော့တယ်တကယ်တော့ဒီကုမ္ပဏီအောင်မြင်နေတာဟာကောင်မလေးရဲ့အကူဖြစ်သူကနောက်ွယ်ကနေကူညီပေးနေလို့ဆိုတာသူတို့မသိကြပါဘူးဒါကမှခင်ပွန်းဖြစ်သူကကုမ္ပဏီပွဲမှာသူ့ဇနီးအစားရီးစားဟောင်းကိုပဲလူလုံးထွက်ပြချင်နေတာပါရောက်ခမကလည်းနင်ကဘာသာစကားမှနားမလည်ပဲငါတို့ကိုအရှက်ခွေးအောင်မေလို့နှိမ်ပြောပါတယ်ခင်ပွန်းဖြစ်သူကလည်းနိုင်ငံခြားဘာသာစကားနဲ့သူဒီလောက်ဝလာမယ်မှန်းသိရင်လုံးဝလက်မထပ်ဘူးလို့မိခင်ဖြစ်သူကိုပြောနေတာပါကောင်မလေးကအကုန်နားလည်နေပေမဲ့သူတို့ကတော့နားမလည်ဘူးထင်နေကြတာပေါ့အဲ့ဒီနောက်မှာတော့ရီးစားဟောင်းကကောင်မလေးကိုတမင်ရန်စပြီးသူ့ဘာသာသူလဲချကရေပူလောင်အောင်လုပ်ပြီးကောင်မလေးကိုအပြစ်ပုံချပါတော့တယ်ခင်ပွန်းဖြစ်သူကလည်းကောင်မလေးကိုမင်းကတော်တော်ရုံမာတာပဲဆိုပြီးဆဲဆိုကရီးစားဟောင်းကိုစေးရုံခေါ်သွားပါတယ်ကောင်မလေးကအရှိန်နဲ့လဲချသွားရကနေသွေးတွေထွက်လာပြီးမိတ်လေသွားပါတယ်ကံကောင်းလို့အိမ်ဖိုးကတွေ့သွားလို့စေးရုံတင်လိုက်ရပေမဲ့ဝမ်းနေစရာကတော့ကောင်မလေးကကိုဝန်ရှိနေခဲ့ပြီးအခုမှကိုဝန်ပြက်ကျသွားခဲ့ရတာပါခင်ပွန်းပေါ်မျောလင်းချက်အကုန်ပြတ်သွားတဲ့ကောင်မလေးကသူ့ရဲ့မူလဘဝကိုပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်သူ့အကူကပြီးတဲ့ကိုအလေးချင်းကြစီမဲ့အထူးစီးတစ်လုံးကိုတောက်လိုက်တဲ့အခါမှာတော့ဝတ်တုံးမကြီးဘဝကနေ18နှစ်အရွယ်နှစ်သမီးလေးတစ်ပါးလာချက်ချင်းပြောင်းလဲသွားပါတော့တယ်သူ့အကူလေးတောင်ပစအဟောင်းသားဖြစ်သွားရတာပါနောက်ဆုံးမှာတော့ကုမ္ပဏီပွဲနေကိုရောက်လာပါတယ်ခင်ပွန်းနေရောက်ခမတို့ကအောင်မြင်မှုတွေနဲ့ပျော်နေတော့မှပဲအလုံးလှပတဲ့ဝတ်စုံကြီးဝတ်ပြီးနှစ်သမီးလေးတစ်ပါးလိုကောင်းမလေးပေါ်လာပါတော့တယ်ခင်ပွန်းဖြစ်သူကသူ့ဇနီးမှမသိပဲငန်းတက်နေလိုက်ငန်းပြီးလှပြောပရိတ်လုပ်တဲ့အထိပါပဲကောင်မလေးကသူ့ရဲ့အစစ်အမှန်ကိုဝါ့ဖွင့်ချလိုက်တဲ့အချိန်မှာတော့သူတို့မိသားစုဘလောက်တော့မျက်နှာပြတ်သွားမလဲဆိုတာခမရတို့ပဲစဉ်းစားကြည့်လိုက်ပါတော့ဗျာ